ဒီဗီဒီယိုလေးကကျွန်တော်တို့ဒီ homework စီလက်ကြားကိုဖြတ်တဲ့ဗီဒီယိုလေးပါကျွန်တော်ရသလောက်လေးရိုက်ထားတာပေါ့နော်ကျွန်တော်တင်မအခုဆိုလို့ရှိရင်ဒီသူတို့ပေးထားတဲ့မြောက်ဘက်လမ်းကြောင်းကနေပြီးတော့ဒီ homework စီလက်ကြားကိုစပြီးတော့ချင်းကပ်နေအောင်ပေါ့နော်ကျွန်တော်လိုမျိုးထွက်တဲ့တင်မတွေလည်းရှိပါတယ်အချိန်မှာပေါ့နော်အဲ့ဒီအချိန်တုန်းကကျွန်တော်တို့GPS ကပေါ်လိုက်ပြောက်လဲပေါ့နော်အဲ့ရှေ့မှာတွေ့နေတဲ့ waypoint နားလေးရောက်ကြော်လဲကြော် GPS ကလုံးဝပြောက်ထွက်သွားတာဒါတော့ကျွန်တော်တို့ဒီထွက်နေစဉ်အတွင်းမှာပေါ့နော်ဒီဘေးဘက်ဝန်းကျင်မှာဒီဆက်စပ်ဦးဆုံးထွက်တဲ့အချိန်မှာပေါ့ဘေးဘက်ဝန်းကျင်အခြေအနေလေးတွေပေါ့နော်ရိုက်ပြတာပါ visibility လည်းကောင်းပါတယ်အဲ့ဒီအချိန်မှာလေဘေးကတင်မိုးတွေပါတယ်မြင်ရပါတယ်ဒါတွေကတော့ speed boat တွေပေါ့နော်ဒီကောင်းလေးတအားမြန်တယ်ဟယ်လိုဒါကျွန်တော်ပြည့်နေစဉ်အတွင်းမှာကျွန်တော်တို့ crew တွေပေါ့နော်အပေါ်မှာလွတ်ကောင်းနေနဲ့ခေါ်ထားတာပေါ့ဒါတော့ပိုစင်ပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိတ်တက်ရောက်ပြီပေါ့နော်ထိတ်တက်မှာဖြည်းဖြည်းချင်းစီသူဆက်သွားနေအောင်အဲ့ဒီအချိန်မှာကျွန်တော်ဒီ GPS တွေမလုပ်တော့ signal တွေကကြည့်လို့ရှိရင်ကောင်းတဲ့ပုံစံမျိုးနဲ့ဒါပေမဲ့ပေါ်နေတာ0000တွေပဲပေါ်နေအောင်꿰ပါပြီကျွန်တော်တင်ပါတော့အောက်ကိုရှစ်တ point လို့သိရပါဒါကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့တင်မောတွေပေါ့နော်ချို့တင်မောတွေအတူတူထွက်နေတဲ့တင်မောတွေကိုမြင်ရတာပေါ့နော်ဒါဆိုလို့ရှိရင်တန်ကာတွေပါမယ် LNG တွေပါမယ် chemical tanker product wide tanker များသောအားဖြင့်ပေါ့နော်အဲ့လိုမျိုးကြီးပါပါတယ်ကျွန်တော်ဇောက်ထိုးထားပြီးစပြီးဆဲမှာပြီဇောက်ထိုးဆင်းပြီးဆိုအဲ့ဒါကျွန်တော်တင်မောပေါ့ဇောက်ထိုးဆင်းပြီးဆိုတော့တကုံမောင်းတာမှာ speed ကတကုံတင်မောင်းတာဒါတော့ဆရာကြီးပေါ့ဆရာကြီးတွေကျွန်းဆရာကြီးတွေနိုင်ငံပေါ့ဗျာဒါကျွန်တော်တို့ West Keeper တွေခေါ်ထားတာပေါ့နော်ဒါတော့ကျွန်တော်ဘေးကတင်မောတူပဲကြည်ကြတယ်ဟောဆိုကျွန်တော်ဘေးနားကနေလွတ်သွားမှာဆိုလို့လေအကုန်လုံးဝိုင်းပြီးတော့ကြည်ကြတော့ပေါ့နမဘလူအသေးနဲ့အကြီးတွေနဲ့ရော Very good watchkeeper. အားရပါရအကြီးနဲ့ Mr. James. ဒါတော့ AV နှစ်ယောက်ပေါ့ကောဒါရှေ့ပုတ်တွေဖြတ်တယ်ဒီကောင်တွေကဒီအီရန်နဲ့ဒီဘက်ဟိုပါနော်အီရန်နဲ့ဒီဘယ်လိုပြောမလဲအိုမန်နဲ့အောင်ဖြတ်ပြီးတော့ဟိုဘက်ဒီဘက်တွေဘာလို့ကြာလဲမလဲပုတ်တွေပေါ့နော်Speed ရတနာရီမိုင်30လောက်နဲ့မောင်းတာအဲ့လိုတွေဆိုတော့တားကတဲ့တော့ဘူးလည်းမဆိုင်ဘူးမောင်းတာပစ္စည်းတွေတဲတယ်ပိုးတယ်ပေါ့နော်အဲ့လိုမျိုးပုတ်တွေဖြစ်ဖို့များတယ်ဖြည်းဖြည်းနဲ့အောက်ကိုဖြည်းဖြည်းနဲ့ကျွန်တော်ရောက်လာပြီတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအပြင်ရောက်လို့နေပါပြီပေါ့နော်အားလုံးကျေးဇူးများတင်ပါတယ်